မင်းကလေးနဲ့ယောက်ျားလေးရဲ့လိုအပ်ချက်နည်းနည်းလောက်စဉ်းစားကြည့်ရအောင်မင်းကလေးကအရန်ချစ်ပေးပြီးကောင်းလေးအပေါ်အရန်ဂယူးဆိုင်ပေမဲ့ကောင်းလေးကသူ့မျက်လုံးနဲ့အကောင်းမမြင်ပဲဘာလို့ချီးမွမ်းပေးဖို့မေ့နေအားပေးဖို့မေ့နေပြီးအမြဲဆူငေါက်နေတဲ့ relationship တစ်ခုကတာယာနိုင်မှာမလားဒီလိုပဲကောင်းလေးကအရန်ချစ်ပြီးစူးစမ်းနေပေမဲ့ကောင်မလေးကဘာဖြစ်ဖြစ်သူ့ကိုတားပြီးမန်တယောက်ဖြစ်ခွင့်မပေးပဲဝိုင်းတယောက်ဖြစ်အောင်ဆက်ဆံတဲ့အခါဒီကောင်လေးကြကြတီးခံနိုင်မှာမလားကောင်မလေးဖြစ်သူကတခုခုဆိုစူတက်ငေါက်တယ်အမြဲသူမပိုင်မပြီးတဲ့ပုံစံလုပ်တယ်ကောင်လေးကိုအတုံးမကြကြောင်းတွေပဲထက်ခါပြောတယ်ကြာလာတော့ကောင်လေးရဲ့စိတ်ထဲမှာသူ့ကိုယ်သူတော်မန်တယောက်လို့ခံစားလာရမှာမဟုတ်တော့ဒီကောင်မလေးကိုဘလောက်ချစ်အနားကနေသူထွက်ခွာသွားချင်လာနိုင်တယ်လို့ထင်မိလားဟုတ်ပါတယ်တကယ်တော့ကျွန်တော်တို့လိုအပ်တာလေးတွေဖြည့်ပေးပြီးရှေ့ဆက်သွားဖို့ပါပဲတကယ်ဆိုမိန်းကလေးတွေကတိတ်ချီးမွမ်းတာခံကျင်ကြတာပါသူ့ကိုမုန်းနေတဲ့ရန်သူကဘလောက်ပဲသူ့ကိုမကောင်းကြောင်းပြောသူတို့ဝမ်းမနေပါဘူးဒါပေမဲ့သူတို့ချစ်တဲ့သူတယောက်ကဥပမာသူချက်ထားတဲ့ဟင်းလေးကိုကောင်းလိုက်တာလို့ပြောတာကအစတိတ်ပျော်တဲ့သူတွေပါဒီလိုပဲယောက်ျားလေးတွေကလည်းသူတို့တငယ်ချင်းတွေကြားထဲမှာဘလောက်ပဲတငယ်ချင်းအချင်းချင်းနှိမ်မျက်နှာမပြတ်တဲ့သူတွေပါဒါပေမဲ့သူတို့ချစ်တဲ့အမျိုးသမီးတယောက်ကသူ့ကိုလိုအပ်တယ်ဆိုတဲ့အရေးအယောင်မပြဘဲအမြဲအနှိမ်ခံတယောက်လိုဆက်ဆံတာများလာရင်တော့ထင်ထားအထက်သူတို့ကပိုပြီးစိတ်ပြတ်သားလွယ်ဝမ်းနဲ့လွယ်တဲ့သူတွေဖြစ်သွားနိုင်ပါတယ်ဆိုတော့အားပေးစကားချီးမွမ်းစကားလေးတွေပြောဖို့မမေ့ပါနဲ့ကိုကောင်လေးကိုလည်းလိုအပ်ကြောင်းသူကတော်ကြောင်းနဲ့သူ့ကြောင့်ကိုဘလို့အားဖြစ်ရတယ်ဆိုတဲ့စကားလေးတွေပြောပေးပါခံယူချက်တွေကပြင်းလို့မရနိုင်ဘူးကျွန်တော်ရဲ့အမေကသူများတွေကိုကူညီရတာကြိုက်ပြီးတော့တကယ်လဲကူညီပါတယ်သူ့ရဲ့စိတ်ထဲမှာခံယူထားတဲ့ပျော်ရွှင်မှုကကို့မှာ100ရှိရင်90လောက်ကိုအောက်မှာအစင်မပြေနေတဲ့သူတွေကိုကူညီလိုက်ရတာကိုနှစ်သက်တယ်ပျော်ရွှင်တယ်လို့ခံယူထားလေးရှိပါတယ်အဲ့တော့သူအမြဲတမ်းကူညီတယ်အရန်ကြီးချမ်းသာနေလို့လားဆိုတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့အဖေကတော့မကူညီချင်ပါဘူးကိုတကယ်လုံးဝအဆင်ပြေပြည့်စုံနေမှုကိုပဲပို့ပြီးမျက်နှိုးတဲ့သူတယောက်ပါအလုပ်ပိုကြိုးစားတယ်ပို့ပြီးတော့လည်းပတ်စံရှာတယ်ရလာသမျှကိုလည်းကူညီဖို့ပရာဟိတလုပ်ဖို့ဆိုတာထက်သူလိုချင်တဲ့ဥစ္စာတွေဝယ်မယ်မိသားစုပြည့်စုံဒီထက်ပိုအဆင်ပြေဖို့ကိုဦးစားပေးတဲ့သူမျိုးပါအဖေရဲ့ခိန်ချက်ကြတော့ပျော်ရွှင်မှုဆိုတာကကိုရှာတဲ့ပတ်စံကိုရှာထားတဲ့ဥစ္စာတွေကိုကိုဘာသာစိတ်တိုင်းကြသုံးပြီးကိုယ်တိုင်ပြည့်စုံနေပြီးအရန်ပိုရှန်နေပြီးဆိုကမှလူတွေကိုကူညီမယ်လို့ခံယူထားပါတယ်ဆိုတော့ကျွန်တော်ရဲ့အဖေနဲ့အမေခံယူထားတဲ့အရာသူတို့ရဲ့စိတ်ထဲကယုံကြည်ထားတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့တခါတလေစကားများကြရန်ဖြစ်ကြတာတွေတော့ရှိတာပေါ့လေအဓိကကျွန်တော်ဆိုလိုတာကကိုယ့်ရဲ့စိတ်ထဲကပျော်ရွှင်မှုအပေါ်ရှုမြင်ပုံနဲ့ခံယူချက်ပေါ်လိုက်ပြီးလောက်ရက်တွေကွဲသွားတာပါပဲဒီလိုကိုယ့်ရဲ့ခံယူချက်တွေအပေါ်မှာလိုက်အပြစ်တင်နေစရာလည်းမလိုသလိုတခြားသူတွေရဲ့အမြင်အပေါ်မှာလည်းဂရုစိုက်နေပြီးပြင်စရာမလိုပါဘူးအမေကလည်းအဖေကိုပရာဟိတလုပ်ဖို့ပြောပေမဲ့အဖေကတော့သူ့ခံယူချက်အတိုင်းသူသွားပါတယ်အဖေကလည်းတခါတလေအမေကိုအဲ့လောက်တခြားသူတွေကိုမဝေငှပဲကို့အတွက်အရင်ပြည့်စုံအောင်နေဖို့စုဖို့နားချပေမဲ့အမေကလည်းပြင်မရပါဘူးဆိုတော့ဒီလိုခံယူချက်တစ်ခုအပေါ်မှာလိုက်ပြီးစကားတွေများနေကြရင်အဖေနဲ့အမေပို့အဆင်မပြေမှာပဲရှိပါတယ်အဖေနဲ့အမေအဆင်ပြေဖို့နီးလန်းတစ်ခုကတော့အမေဘက်ကလည်းအဖေကိုအတင်းကြီးပြင်ဖို့မပြောသင့်တယ်လို့အဖေဘက်ကလည်းအမေကိုအတင်းကြီးမပြောဘဲကြားထဲကနှစ်ယောက်လုံးအတွက်အဆင်ပြေမဲ့လမ်းကိုသွားဖို့လိုအပ်ပါတယ်။နောက်တော့ဘလို့သူတို့ဆုံးဖြတ်လိုက်တယ်လေဆိုရင်အဖေကလည်းအမေကိုဝင်ငွေရဲ့20%ကိုပဲပရာဟိတလုပ်ဖို့ပြောလိုက်ပြီးအမေကလည်းအဖေရဲ့ဆန္ဒကိုလိုက်ရောပြီးအရင်ကလိုပေါ်တော်မလုပ်တော့ပဲဝင်ငွေရဲ့80%ကိုစုပေးပါတယ်။ဒီလိုနဲ့ပြေးလဲသွားတယ်ပေါ့လေ။ဒီအကြောင်းအရာကနေဆက်ပြီးတော့တခါတလေကျွန်တော်တို့ရဲ့ခံယူချက်နဲ့ရှုမြင်ပုံတွေကမောင်နှမအချင်းချင်းမှတော့မတူညီကြပါဘူးဒီလိုခံယူချက်နဲ့အမြင်တွေကိုအတင်းကြီးပြောင်းလဲနေတာထက်ဆိုင်ရင်ပို့ပြီးတော့ကောင်းတဲ့ညှိနှိုင်းမှုလေးတွေကိုပါတနာရဲ့ခံယူချက်တွေကနည်းနည်းတောက်စစ်ဖြစ်နေရင်ပြန်ပြီးတဲမှတ်အောင်လမ်းပြပြောပြပေးတာတွေကပို့ပြီးအသုံးဝင်ပါတယ်သူ့ရဲ့ခံယူချက်ကို respect မရှိသလိုတွေအနိုင်ဖိနှင်းပြီးမှပြောမယ်ဆိုရင်တော့ relationship တစ်ခုကအဆင်ပြေမလာနိုင်ပါဘူးဥယျာဉ်လေးတစ်ခုအရင်တိဆောက်ပါမင်းအနေနဲ့လိပ်ပြလေးတွေနောက်ကိုပဲလိုက်နေမယ်ဆိုရင်တေးကြတာကသူတို့ကမင်းနဲ့ဝေးရကိုပဲပို့ပြီးပြေးနေပါလိမ့်မယ်
အဲ့ဒီအစားမင်းကအဲ့ဒီလိပ်ပြလေးတွေမင်းစီကိုလာဖို့အတွက်ဥယျာဉ်လေးတစ်ခုလှုပ်ပြီးဖန်တီးထားပေးနိုင်ဖို့ကိုပို့ပြီးစူးစမ်းတင်ပါတယ်။ဒါဆိုရင်မင်းအနေနဲ့အဲ့လိပ်ပြလေးတွေနောက်ကိုတကူးတကလိုက်เสียမလိုတော့ပါဘူး။သူတို့မင်းစီကိုလာပါလိမ့်မယ်။ပြောချင်တာကတခါတလေကျွန်တော်တို့ကလူတွေနောက်ကိုလိုက်ကြတယ်။ကိုယ့်ရဲ့ခံစားချက်အရာကိုယ့်အပေါ်မကောင်းမှန်းသိနေတဲ့သူတွေနောက်ကိုလိုက်နေကြပါတယ်။အဲ့တော့ဘာဖြစ်လဲဆိုရလက်ကသူတို့ကပို့ပြီးကိုနဲ့ဝေးရပြေးလေပါပဲသူတို့ပြေးတော့ကိုကကိုယ့်ရဲ့အချိန်တွေစတေးပေးရတယ်နှမျောဖို့ကောင်းပါတယ်သူတို့နောက်ကိုလိုက်နေမယ့်အစားမင်းအနေနဲ့သူတို့မင်းစီမှာနေခြင်းအောင်သူတို့ထက်ကောင်းတဲ့သူတွေမင်းစီလာခြင်းအောင်မင်းကိုမင်းဂယုဆိုင်အချိန်ပေးပြီးကိုတိုးတက်နေအောင်လုပ်တင်ပါတယ်ဥပမာမင်းရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့နေ့စဉ်မပြတ်စာအုပ်တွေဖတ်တာလူသစ်တွေနဲ့တွေ့တာတရားထိုင်တာစတာတွေကိုပို့ပြီးအချိန်ပေးလို့ရင်ကိုပဲပိုကောင်းတဲ့ဘာရှင်းဖြစ်လာဖို့အာရုံစိုက်တင်ပါတယ်ဒီလိုမျိုးမင်းကိုယ်တိုင်ကမိုက်နေပြီးမင်းကိုမင်းလဲချစ်နေသဘောကျနေပြီဆိုရင်စောနာကမင်းနောက်ကနေလိုက်နေတဲ့သူတွေကမင်းခေါ်စရာမလိုပဲမင်းစီလာခြင်းနေပါလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဖတ်မိတဲ့စာသားလေးအတိုင်းပဲလိပ်ပြလေးတွေနောက်ကိုလိုက်နေတာထက်ဆိုင်ရင်လိပ်ပြလေးတွေလာခြင်းအောင်အရင်ဆုံးဥယျာဉ်တစ်ခုဖြစ်အောင်ဖန်တီးထားလိုက်ပါတဲ့ဒဏ်ခံနိုင်ဖို့လိုတယ်ပျော်ရွှင်မှုအစစ်မှန်ကိုလိုချင်ရင်နာကျင်မှုတွေအခက်အခဲတွေကိုကြော်လွှားမှရမယ်အဲ့လိုမဟုတ်ပဲတက်တောင့်တက်တာနေရင်းနဲ့ပျော်ရွှင်မှုကိုလိုက်ရှာရင်အစစ်အမှန်ကိုတွေ့ရမှာမဟုတ်ဘူးဆိုတော့ကိုပြန်မေးကြည့်ပျော်ရွှင်မှုကိုလိုချင်တယ်ဘလို့အခက်အခဲနာကျင်မှုတွေကိုကြော်ဖြတ်ခဲ့ပြီးပြီလေဆိုတာပေါ့ဥပမာမင်းကဘလော့ဂါဖြစ်ချင်ရင်တမ်းပြီးဖြစ်မလာနိုင်ဘူးကြော်ဖြတ်ရမယ့်အခက်အခဲကအများကြီးကျန်သေးတယ်ဒီလိုပဲမင်းကစာရေးပြီးလူတွေသိတာခံကြရင်လဲစာတပုတ်ထဲနဲ့မင်းဘလို့မှလူမသိနိုင်ဘူးအဲ့ဒါတွေအတွက်ဖိအားတွေအခက်အခဲတွေတခြားသူတွေကမင်းကိုပြစ်တင်တာမျိုးတွေခဏကြုံရမယ်ဒါတွေကိုကြော်ဖြတ်သွားနိုင်ပြီဆိုရင်တော့မင်းတကယ်ပျော်ရွှင်မှုကိုတွေ့လိမ့်မယ်အဲ့လိုမှဓာတ်မခံနိုင်ရင်မင်းရနေတာကတာယာမှုပဲဖြစ်လိမ့်မယ်ခဏနေပျောက်ကွယ်သွားအောင်ပါပဲမင်းလုံနိုင်မင်းမလုံနိုင်ဘူးဘဝကခက်ခဲလိုက်တာဆိုပြီးလဲညည်းမနေပါနဲ့လွယ်ကူတဲ့ဘဝကိုစိတ်ကူးရင်နေပြီးရလာလိမ့်မယ်လို့လည်းမျှော်လင့်မနေပါနဲ့မင်းရဲ့ကန်ဆိုးခြင်းတွေကနေကဲတင်ပေးမဲ့တစုံတစ်ယောက်ကိုလည်းစောင့်မနေပါနဲ့မင်းရဲ့နာကျင်မှုတွေကိုဖြည့်သိမ့်ပေးမဲ့စစ်မှန်တဲ့သူတစ်ယောက်ကိုလည်းရှာမနေပါနဲ့မင်းဘဝကိုမင်းကိုယ်တိုင်ကဲတင်ရမယ့်အစားတခြားသူတစ်ယောက်မင်းကိုလာကဲဖို့မင်းကိုအားပေးဖို့စောင့်နေရကလွဲပါတယ်မင်းဘဝကိုမင်းကိုယ်တိုင်ရပ်တည်နိုင်ဖို့ကြိုးစားကြည့်ပါမင်းမှာခက်ခဲတဲ့ဘဝရှိတယ်ဆိုရင်ယူလိုက်ပါပြီးရင်ဘလောက်ခက်ခဲမလဲဆိုတာကိုကြည့်ပြီးရင်ဆိုင်လိုက်ပါမင်းမှာနာကျင်စရာတွေရှိနေရမဟုတ်လားဒါပေမဲ့အဲ့နာကျင်စရာတွေကိုတက်ပဲရင်ဆိုင်လိုက်ပါမင်းအနာဘသူမှမရှိလို့ကြေကွဲနေမယ်အစားပေါ့တခါလေကျွန်တော်တို့ကကိုယ်တိုင်ဖြေရှင်းရမယ့်ပြဿနာတွေအခက်အခဲနာကျင်မှုတွေကိုရင်ဆိုင်ရမယ့်အစားရှောင်နေတတ်ကြတယ်တယောက်ယောက်တော့လာပြီးငါ့ကိုကူမှာပါဆိုပြီးမျောလင့်နေတတ်ကြပါတယ်ဟုတ်ပါတယ်ဘေးမှာတယောက်ယောက်ရှိနေတော့ရင်ဆိုင်ရတာပိုအားရှိတာပေါ့ဒါပေမဲ့တယောက်တည်းနဲ့ရောမင်းမလုံနိုင်ဘူးလားမင်းလှုပ်ချင်စိတ်ဆန္ဒရှိတယ်ဆိုရင်မင်းရအောင်လုပ်နိုင်ပါတယ်ဘသူကိုမှဂယုစိုက်စရာမလိုတဲ့အချိန်ဒီစာကိုကျွန်တော်နဲ့ကောင်ဆယ်လင်းယူတဲ့ client တယောက်စီကခွင့်ပြုချက်နဲ့ရေးလိုက်ပါတယ်ဆိုတော့အကြောင်းရင်းကဘာလဲဆိုရင်ကိုလက်မခံတာပါအဲ့တော့ကျွန်တော်နဲ့ကောင်ဆယ်လင်းယူတဲ့ client တယောက်ရဲ့အကြောင်းကိုပြောပြပါမယ်သူ့ပုံစံကမိန်းကလေးတွေမကြိုက်တဲ့ပုံစံအသားကလည်းမဲတဲ့အထဲမှာပါတဲ့အပြင်အရက်ကလည်းယောက်ျားလေးတယောက်ရှိတဲ့အရက်မောင်းထဲမှာမပါတော့ပို့ပြီးတော့စိတ်ညစ်ရတယ်ဆိုပြီးပထမဆုံးအနေနဲ့ရင်လာဖွင့်ပါတယ်ဒီလိုပဲကျွန်တော်တို့အပြင်မှာလည်းဒီကောင်လေးလိုရှိကြပါတယ်ငါကတော့ဝလို့ငါကတော့ပိန်လို့မဲလို့ပူလို့စတဲ့ physical အပိုင်းမှာကျွန်တော်တို့တော်တော်လေးစိတ်ထိခိုက်ရလောက်တဲ့အထိဖြစ်ကြပါတယ်ဒါကဒီကောင်လေးတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးတယ်ကျွန်တော်မှာဝက်ချန်တွေရှိလို့ကျွန်တော်အသားကညိုလို့ဆိုပြီးငငယ်တုန်းကအဲ့အရာတွေပေါ်မှာအကြီးအကျယ်ကိုကျွန်တော်အာယုံစိုက်လုံးပြီးပြင်ဖို့ကြိုးစားခဲ့တယ်ဝက်ချန်တွေဆိုပျောက်ချင်လုံးလို့အများကြီးသုံးပြီးကြိုးစားခဲ့ဘူးတယ်ဒါပေမဲ့မအောင်မြင်ဘူးဆေးရုံကိုတော့ပြဖို့တယ်ဒါပေမဲ့မပြောက်ဘူးအခုထိရှိနေတော့မယ်အသားညိုတာလည်းဖြူမလာဘူးဆိုတော့နောက်ဆုံးရလက်ကပတ်စံနေကုန်သွားတာပဲအဲ့တော့ကျွန်တော်အဖြေတစ်ခုကိုရှာတွေ့သွားတယ်အဲ့ဒါကကိုလက်ခံလိုက်ဖို့ကိုရဲ့ဖြစ်တည်မှုကိုဘယ်သူမှသဘောမကျဘူးဆိုရင်တော့ကိုယ်တိုင်ကသဘောကျနေမှရမယ်လို့ခံယူလိုက်တယ်ပြီးရင်ကျွန်တော်ကိုဘယ်သူတွေကတော့
မင်းကဝက်ချန်တွေနဲ့မင်းကလည်းဘာဖြစ်တယ်ဆိုတဲ့စကားတွေကိုတိတ်မခံစားတော့ဘူးဘာလို့လဲဆိုကျွန်တော်ရဲ့ဖြစ်တည်မှုကိုကျွန်တော်ကိုယ်တိုင်လက်ခံလိုက်လို့ပဲလက်ခံပြီးပြီဆိုတာနဲ့ကျွန်တော်ဝါသနာပါတဲ့အလုပ်ကျွန်တော်တကယ်ယူသွတ်တဲ့အလုပ်ပဲဖိလုပ်ခဲ့တယ်ဝက်ချန်ဆိုဂယုတောင်တိတ်မဆိုင်နိုင်တော့ဘူးကိုပြောတဲ့အလုပ်မှာကိုစိတ်ကိုပြောင်းထားတယ်လူတွေကိုကူညီတယ်ဒီလိုမျိုးစိတ်နှစ်ပြီးနေလာလိုက်တော့ကျွန်တော်ပြောင်းလဲမှုကိုကျွန်တော်မြင်လာတယ် physical ဘိုင်းမှာမပြောင်းလဲရင်တော့ကျွန်တော်အတွေးအမြင်တွေကတကယ်ပြောင်းလဲလာတယ်အဲ့တော့တချို့ကမင်းကိုဘလို့ဖြစ်တယ်ဆိုတဲ့စကားတွေမှာတိတ်ပြီးမခံစားရတော့ဘူးကိုဖြစ်တည်မှုကိုလက်ခံပြီးကိုပြောတဲ့အလုပ်မှာအချိန်ပြည့်အာရုံစိုက်တိုးတက်အောင်လှုပ်လိုက်တော့ကိုဘဝကိုကျေနပ်နေပြီအဲ့တော့ဒီကနေကျွန်တော်စာဖတ်သူတွေကိုပြောချင်တာကလူတိုင်းမှာသူ့အားနည်းချက်ချိုးယွင်းချက်ဆိုပြီးရှိကြစမြဲပါပဲနံပါတ်1အရေးကြီးတာကကို့အားနည်းချက်ကိုလက်ခံလိုက်ဖို့ပါပဲကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ်တိုင်လက်ခံထားတဲ့သူတယောက်ကိုဘယ်သူမှလာပြီးတော့မတိုက်ခိုက်နိုင်ပါဘူးနှုတ်ဆက်ရဲဖို့လိုတယ်တခါတလေကျွန်တော်တို့အေးချမ်းမှုကိုလိုချင်တယ်ငြိမ်းချမ်းမှုကိုလိုချင်တဲ့အခါမှာတချို့တွေကိုလည်းဂုတ်ဘိုင်းလို့ပြောရဲဖို့အရေးကြီးပါတယ်ကျွန်တော်တို့ကဂုတ်ဘိုင်းလို့မပြောနိုင်သေးသေး၍အေးချမ်းမှုကိုမရနိုင်ပါဘူးဥပမာကိုယ့်အတွက်အနှောက်အယှက်တွေပဲပေးနေတဲ့သူတွေကိုရှိပေးနေတယ်လို့မရှိပေးနိုင်တဲ့တငယ်ချင်းတွေကိုလိုမှလာပြီးဆက်ဆံတဲ့သူတွေအမြင်မကောင်းမြင်နေတဲ့ပတ်ဝန်းကျင်ကိုဂရုစိုက်လွန်းနေတာတွေစတဲ့အရာတွေကိုကျွန်တော်တို့က I don't care or goodbye လို့ပြောပြီးကိုယ့်ရဲ့အချိန်တွေကိုယ်တိုင်သုံးဖို့ကိုယ့်အတွက်ကိုအာရုံစိုက်ပြီးကိုယ့်ကိုချစ်တဲ့သူတွေအတွက်ပဲအချိန်ပေးဖို့မိသားစုနဲ့နှွေးထွေးအောင်နေဖို့အရေးကြီးပါတယ်ဒါဆိုရင်မင်းလိုချင်တဲ့အေးချမ်းမှုကိုရှာတွေ့နိုင်ပါလိမ့်မယ် attention seeker တွေပိုများလာတယ်တခါတလေကျွန်တော်တို့အချစ်လို့နာမည်ပေးပြီးတကယ်တမ်းလိုချင်နေတာတွေကအချစ်မဟုတ်ပါဘူးတကယ်တမ်းလိုချင်နေတာတွေကသူ့စီက attention အာရုံစိုက်မှုကိုလိုချင်နေကြတာခဏလောက်ကိုယ့်အတွက်အချိန်မပေးနိုင်သလိုဖြစ်ရင်ကိုမချစ်လို့ဆိုပြီးထင်တတ်ကြသလိုအလုပ်တွေများနေတော့လဲအလုပ်ကပိုအရေးကြီးတာလားဆိုပြီးဖြစ်လာကြပြန်တယ်ဒါကဥပမာပြောပြတာပါတကယ်တော့အချစ်ကအချစ်ပါပဲလူတယောက်စီကနေကိုပဲဦးစားပေးပထမဖြစ်ရမယ်ဆိုတဲ့အတ္တတွေပေါ်အခြေခံထားတဲ့အချစ်ကတော့မနှွေးထွေးရဘူးမအေးချမ်းရဘူးအမြဲစိတ်ပူပန်နေရတတ်ပါတယ်ရယူခြင်းတွေပေးဆက်ခြင်းတွေဆိုတာထက်လွတ်လပ်ခြင်းနဲ့ချစ်ကြည်ပါဒါဆိုရင်ကျွန်တော်တို့သိတဲ့အချစ်ကအေးချမ်းနေပါလိမ့်မယ်ပူလောင်မှုတွေတိတ်မတွေ့ရတော့ဘူးကိုယ့်ဘက်ကမေတ္တာစစ်တွေနဲ့ချစ်ပေးလို့သူ့ဘက်ကလည်းပြန်ချစ်တယ်ဆိုရင်ယူလိုက်ပါနှွေးထွေးပါတယ်ကိုယ့်ဘက်ကဘလောက်ပဲချစ်ချစ်သူ့ဘက်ကကိုအမြဲလိုသုံးတယောက်လိုပဲဆက်ဆံနေတယ်ဆိုရင်လေအတင်းကြီးကိုယ့်ဘက်ကိုပါလာအောင်ကိုအတန်ရှင်ပေးနေမိအောင်တကူးတကစူးစမ်းနေတာတွေရက်လိုက်ပါလွတ်လပ်ခွင့်ပေးပြီးချစ်ပေးလိုက်ပါအချိန်တစ်ခုရောက်လို့သူနားလေရင်နားလေနားမလဲတော့လေကိုယ့်ဘက်ကနေပဲအရင်ဆုံးထပ်သွားပေးလိုက်ပါ didn't chase people တခါတလေမှာကိုယ့်ဘက်ကနေဘလောက်ပဲလိုက်ကတ်တွယ်နေပါစေကိုအနာကိုမရောက်ပဲအဝေးကိုထွက်ပြေးနေသူတွေရှိပါတယ်အဲ့လိုမျိုးကိုယ့်ဘက်ကဘလောက်ချစ်ပြနေပါစေသူတို့ကိုယ်တိုင်ကမနေခြင်းလို့ထွက်သွားတဲ့သူတွေနောက်ကိုအတင်းလိုက်ကတ်နေမိတယ်လို့ဖြစ်နေလားအချစ်စစ်ကိုလိုချင်တယ်ကိုယ့်ဘက်ကလည်းချစ်ခဲ့တဲ့သူကိုစစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေပဲပေးခဲ့တယ်ဒါပေမဲ့ကိုယ့်စီကိုချစ်ချင်းမေတ္တာတွေပြန်မရခဲ့ဘူးအမြဲတမ်းတန်မိုးထားခြင်းကိုမခံရဘူးဆိုပြီးကိုအပြစ်တွေတင်နေတတ်ပါတယ်တကယ်တော့ကျွန်တော်တို့အချစ်ကိုရှာဖွေနေစရာမလိုပါဘူးအချစ်ကကျွန်တော်တို့ကိုလာပြီးရှာဖွေပါလိမ့်မယ်ကိုယ့်ရဲ့တန်မိုးတွေအကြခံပြီးလဲတစုံတယောက်အနာကိုအတင်းကြီးကတ်တွယ်နေစရာမလိုပါဘူးကိုယ့်ဘက်ကအချစ်တွေပေးတိုင်းလဲအချစ်ကပြန်ရတာမျိုးမှမဟုတ်ပဲဒါကြောင့်အရေးကြီးတာကကျွန်တော်တို့အချစ်ကိုရှာဖွေနေတာကိုရှောင်နေတဲ့သူအနာကိုမှအတင်းကြီးကတ်တွယ်နေတာမျိုးတွေထပ်ဆိုင်ရင်ကိုအလုပ်ကိုလုပ်ပါကိုချစ်တတ်ဖို့အရင်ဆုံးသင်ယူပါဝေစမစ်ကပြောဖို့တယ် Don't chase people be yourself do your own things and work hard တဲ့လူတယောက်အနာကိုလိုက်ကတ်တွယ်မနေပါနဲ့ကိုလှုပ်ချင်တာလေးတွေကိုလှုပ်ပြီးအလုပ်ကိုပဲကြိုးစားပါမှန်ကန်တဲ့သူကကျွန်တော်တို့ဘဝတွေကိုသူ့ဘာသာသူရောက်ရှိလာပါလိမ့်မယ်ပြီးတော့သူကအသင့်အနာမှာအမြဲတမ်းရှိနေပါလိမ့်မယ်အချစ်စစ်ကိုလိုက်ပြီးရှာဖွေနေတာထက်ကိုချစ်တတ်ဖို့သင်ယူပါလူတယောက်အနာမှာအတင်းကြီးကတ်တွယ်ပြီးအချစ်စစ်ကိုတိဆောက်လို့မရပါဘူးနှစ်ဦးနှစ်ဖက်ချစ်ချင်းမြတ်တာတွေထပ်တူကြနေဖို့လိုပါတယ် social media side effect မနေ့တနေ့ကကျွန်တော် social media ကို scroll လုပ်ရင်အချိန်တစ်နာရီကျော်2နာရီလောက်ကြာသွားတယ် Instagram နဲ့ဝင်လိုက် Facebook တွေဝင်လိုက်နေပဲအချိန်ကကုန်မှန်းမသိကုန်သွားတာတကယ်တမ်းကျွန်တော်ဘာလုပ်နေခဲ့လဲလို့မေးရင်ကျွန်တော်မှဖြေစရာရဲလို့မေးရမရှိပါဘူး
အဲ့တော့ကျွန်တော်လည်း new feed ပေါ်တက်လာတဲ့ဗီဒီယိုတွေကြည့်တယ်ဟိုတယောက် share တဲ့စာတွေလည်းဖတ်လိုက်တာပဲသတင်းတွေဆိုလဲကြည့်လိုက်တာပဲဖုန်းလေးခဏနားပြီးရေးထားတောက်လိုက်တော့ကျွန်တော်ခေါင်းအတော်နောက်လာတယ်ဟိုတယောက်ဆဲတာရောဟိုတယောက်က share ပြီးဘာပြောထားတာဆိုတာတွေရောစုံလို့ကျွန်တော်ရဲ့ခေါင်းထဲကိုစုပြုံနေတော့တယ်ခဏကြာမှကျွန်တော်လည်းဖုန်းလေးပိတ်ပြီး channel လမ်းထားလျှောက်လိုက်တော့တယ်အဲ့ခါကျမှပဲစိတ်ကလေးကိုရှင်းလာတယ်တခါတလေမှာကျွန်တော်တို့ကိုယ်တိုင် stress တွေကိုဝေယူနေတယ်လို့ဖြစ်နေတတ်ပါတယ်ဆိုရှယ်မီဒီယာကိုသုံးပြီးဆိုကြတဲ့ကရည်ရွယ်ချက်တစ်ခုထားတင်ပါတယ်ဆောနာကကျွန်တော်လိုမျိုးရည်ရွယ်ချက်မရှိပဲ school လုပ်နေတာကအချိန်ကုန်စေတယ် pressure ရစေပါတယ်တခါတလေမှာတိတ်ဆိတ်တဲ့နေရာလေးတွေငြိမ်တဲ့နေရာလေးတွေကကျွန်တော်တို့အတွက်ခွန်အားတွေပေးတဲ့နေရာလေးတွေပဲဖြစ်တယ်လူတွေကကျွန်တော်တို့ကိုဖိအားပေးပါတယ်ဘာရဲ့မဟုတ်ဘူး social media ကို school လုပ်နေပေမဲ့အဲ့ထဲကတယောက်ယောက် share လိုက်တဲ့စာပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်ဒါငါပြောနေရလားဆိုပြီးကိုဖိအားပေးတတ်တာမျိုးပေါ့ကျွန်တော်အမြဲတမ်းပြောသလိုပါပဲဒီဘက်ခေတ်ကြီးကစူညံပါတယ်စူညံတာဖြစ်တဲ့အတွက်ကြောင့်စူညံနေတဲ့အထက်မှာကိုကရောရောက်ပြီးဘယ်နေရာမှမရောက်မဖြစ်ပါစေနဲ့ကိုပိုင်ချိန်လေးထားပါဖိအားပေးတဲ့လူတွေနဲ့ဝေးအောင်နေပါကိုခွန်အားပေးမဲ့သူတွေနဲ့ပဲဝင်ရပါဘာလို့ရမယ်မသိ new feed တွေ school လုပ်နေတာစူညံနေတာနဲ့ရောရောက်ပြီး stress တွေကိုကိုယ်တိုင်ဝယ်ယူသလိုမဖြစ်ပါစေနဲ့တဲ့ပထမဆုံးခြေလှမ်းလောကကြီးမှာကိုဘက်ကနေပထမဆုံးခြေလှမ်းစလှမ်းဖို့ကိုကြောက်နေတဲ့သူတွေကသာပို့ပြီးတော့အထီးကျန်ရတာပါrelationship တစ်ခုမှာရန်ဖြစ်တယ်ပြဿနာဖြစ်သွားတယ်ကိုဘက်ကနေစပြီးခေါ်ဖို့relationship ကိုစပြီးချော့ဖို့ကိုမတွေးပဲကိုယ့်ရဲ့မာနတွေနဲ့တင်းခံထားတဲ့အခါပြက်ဆဲဖို့မသင့်ပဲပျက်စီးကုန်ရတယ်friendship တစ်ခုမှဆိုရင်လည်းအဆက်အသွယ်စလုပ်ဖို့ကိုဘက်ကစပြောဖို့အတွက်အတော်လေးခဲရင်းနေတဲ့သူတွေရှိတယ်။မောင်နှမချင်းမှဆိုလည်းဒီလိုပါပဲ။ဘာမှမဟုတ်တဲ့ပြဿနာလေးကအစပြန်ပြီးကိုဘက်ကစပြောလိုက်ဖို့စခေါ်လိုက်ဖို့ခြေလမ်းလေးအရင်စလိုက်ဖို့ကိုအမျိုးမျိုး drama တွေခင်းပြီးတန်ရိုးစင်တွေပါကုန်တာမျိုးတွေလည်းကြုံရပါတယ်။တကယ်တော့အထီးကျန်နေဆိုတာကကိုယ်တိုင်ကလုပ်နေတာပါ။ကိုပြန်ပြီးတော့မေးကြည့်ပါ။ကိုယ့်ရဲ့တင်းခံနေတဲ့မာနတွေကြောင့်ကိုယ့်ရဲ့မထားတဲ့စိတ်တွေကြောင့်ပျက်စီးခဲ့ရတဲ့ relationship တွေရှိဘူးမှာပါ။ဒါကြောင့်မို့ကိုဘက်ကစခေါ်ဖို့ကိုဘက်ကစချော့ဖို့ကိုဝင်မလေးပါနဲ့။ဘဝကတိုးလေးပါပဲ။ခွင့်လွှတ်လို့ရမယ့်အရာတွေကိုကိုဘက်ကပဲစပြီးခွင့်လွှတ်လိုက်ပါ။ကိုဘက်ကခြေလမ်းလေးပဲအရင်စလိုက်ပါ။သူတတိယရင်လာခေါ်မှာပေါ့ဆိုတာထက်ကိုတတိယရင်ရတဲ့အကြောင်းကိုဖွင့်ပြောလိုက်တာကပိုပြီးလက်တွေ့ကြပါတယ်။အနှိမ့်အမြင့်ဆိုတာအမြင်ရှိတယ်။မြို့ထဲကိုရောက်ဖြစ်တဲ့အခါလူတွေမျိုးစုံကိုတွေ့ရမြင်ရတယ်။တေချာတာတစ်ခုကတော့လူတိုင်းမှာသူတို့အခက်ခဲနဲ့သူတို့ရှိနေကြပြီးရှေ့ဆက်နေကြရတယ်။သူတို့ဘဝအတွက်အလုပ်တွေလုပ်နေကြရတယ်။တခါတလေမှာကျွန်တော်တို့ကအမြင့်ငါလူတွေကိုပဲကြည့်နေကြပြီးကိုစိတ်ပြက်လွယ်ကြတယ်။အာရောချင်ကြတယ်။ကိုထက်ပြည့်စုံနေတဲ့သူတွေကိုထက်အရာရာမှာအဆင်ပြေနေတယ်လို့ထင်ရတဲ့သူတွေကိုပဲကြည့်နေပြီးကိုစိတ်ပြက်လာကြတယ်။ဒီလိုပဲတချို့ကြပြန်တော့လဲအမြင့်ကိုမကြည့်မိပဲကိုအောက်ကလူတွေကိုပဲကြည့်ပြီးမှန်တက်နေကြတယ်။ငါသာအတော်ဆုံးငါလောက်ဘသူမှမအောင်မြင်ပါဘူးဆိုပြီးကိုအောက်ကလူတွေမြင်ရင်ပဲနှိမ်ကျင်တလူလိုနဲ့ဖြစ်လာတယ်။ဒါပေမဲ့ကျွန်တော်တို့မေးနေကြတာကအမြင့်ကိုလည်းအရင်မကြည့်မိဖို့အောက်ကလူတွေကြည့်ပြီးတော့ပဲလေဖီးမတက်ဖို့ပါ။အထူးကမှန်ထဲမှာမြင်နေရတဲ့ကိုပဲတေချာပြန်ကြည့်ဖို့လိုပါတယ်။မှန်ထဲကသူကိုပဲမေးကြည့်ပါ။မင်းတိုးတက်လာရဲ့လား။မင်းမနစ်ကနဲ့ဒီနေ့ဘာတွေပြောင်းလဲလာခဲ့လေမင်းကိုမင်းပြန်မေးပြီးမင်းကိုမင်းနားလည်အောင်ကြည့်ဖို့အရေးကြီးပါတယ်ဒါကြောင့်မို့မင်းဘာတွေမှာအာယုံဆိုင်နေလဲမင်းအမြင့်ကလူတွေကိုလားမင်းအောက်ကလူတွေကိုလားဒီအရာတွေပဲကြည့်နေရင်နဲ့မင်းကိုမင်းပြန်ကြည့်ဖို့တော့မေ့နေပြီလားမိတ်ဆွေဘဝမှာမိတ်ဆွေဆိုတာကိုလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့တဦးတယောက်တည်းရက်တည်နေလို့လုံးဝမဖြစ်ပါဘူးတကယ်တမ်းပြန်ပြီးတွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့ရနေတဲ့အခွင့်အလမ်းတွေကျွန်တော်တို့အဆင်ပြေနေတဲ့လုပ်ငန်းတွေအားလုံးကမိတ်ဆွေတဦးတယောက်ရဲ့အကူအညီနဲ့အဆင်ပြေလာခဲ့ကြတာကြီးပါပဲပြောရမယ်ဆိုရင်ကျွန်တော်မှလည်းကျွန်တော်အခုလိုဖြစ်လာဖို့အတွက်မိတ်ဆွေတွေအများကြီးအကူအညီကြောင့်ဖြစ်လာခဲ့တာပါပဲငငယ်တုန်းကတော့ထင်တာပေါ့လေငါကောင်းလို့ငါတော်ရင်ငါရောက်မှာပဲဆိုတဲ့စိတ်နဲ့တယောက်တည်းရက်တည်မယ်ဆိုပြီးတွေးခဲ့ပူတာပေါ့တကယ်တော့အဲ့လိုလောက်တာကပင်လဲပင်ပန်းသလိုဖြစ်လဲမဖြစ်နိုင်ပါဘူးတကယ်တမ်းကိုကအမြင့်ကိုရောက်ချင်တယ်အဆင်ပြေချင်တယ်ဆိုရင်မရှိမဖြစ်လိုအပ်လာတာက social skill ကလည်းအပါအဝင်ပါပဲ
လူတွေနဲ့အစဉ်ပြောင်းပေါင်းသင်းဆက်ဆံပြီးမိတ်ဆွေကောင်းတွေများများရှာတတ်ဖို့နဲ့မိတ်ဆွေကောင်းတစ်ယောက်ကိုယ်တိုင်ကလည်းဖြစ်ဖို့လိုအပ်ပါတယ်။မြင်သာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဟိုးနယ်မျိုးလေးကနေရန်ကုန်ရောက်လာဖို့ကမိတ်ဆွေရဲ့အကူအညီနဲ့ဖြစ်ခဲ့ပြီးစာအုပ်တွေဒီလိုထုတ်လာနိုင်ဖို့ကလည်းမိတ်ဆွေသို့မဟုတ်ကျွန်တော်ဆရာကြောင့်ပါပဲ။ဒီလိုပါပဲကျွန်တော်ဗီဒီယိုတွေစရိုက်ဖြစ်သွားတာကလည်းကျွန်တော်ကောင်မလေးကအတင်း push လုပ်ပေးရင်သူကျွန်တော်အနာရှိနေပြီးရင်လည်းလှုပ်ရဲသွားတာပါပဲ။အရင်ကအရန်ကြောက်ခဲ့ဘူးပါတယ်။နောက်ဆုံးကျွန်တော်လုပ်နေတဲ့ business အပိုင်းကိုပိုပြီးနားလည်လာဖို့ကလည်းမိတ်ဆွေရဲ့အကူအညီနဲ့ပဲဖြစ်ခဲ့ပြီးအဲ့ဒီမိတ်ဆွေကြောင့်ပဲလုပ်ငန်းပိုအဆင်ပြေလာခဲ့ပါတယ်။ဆိုတော့ကျွန်တော်ရဲ့ဟိုးအရင်ကငါဆွဲပြီးမိတ်ဆွေမလိုအပ်ဘူးစကားပြောကောင်းဖို့မလိုဘူးမျက်နှာထားတင့်နဲ့ငါဘာသာငါပဲလုပ်မယ်ဆိုတဲ့မထားတဲ့မာနတွေမရှိတော့ပဲလူတွေနဲ့အစဉ်ပြောင်းပေါင်းပြီးအဲ့လူတွေကငါအတွက်အခွင့်အလမ်းတွေပေးမဲ့သူတွေလို့ခံယူထားသလိုငါကလည်းသူတို့အတွက်အကျိုးတစ်ခုခုပြန်ပြုပေးမဲ့သူဖြစ်အောင်နေမယ်လို့ပဲခံယူချက်ကိုပြောင်းလဲဖြစ်သွားပါတယ်။ဆုံးဖြတ်ချက်ကျွန်တော်တို့ကိုဒီခေတ်မှာပိုပြီးခေါင်းကိုက်စေတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဆုံးဖြတ်ချက်တွေအရင်ချရတာများခြင်းပဲဖြစ်ပါတယ်။တတိထားမိမလားတော့မသိဘူး။ကောင်မလေးနဲ့သွားတွေ့ဖို့ကောင်းလေးနဲ့သွားတွေ့ဖို့ဆိုပြီးဗီဒီယိုတွေကအဝတ်အစားတွေကြည့်လိုက်တယ်။အဝတ်စားကလည်းအများကြီးပဲဒါပေမဲ့ဘာဝတ်ရမှန်းမသိဘူး။အဲ့တော့ကိုယ့်ရဲ့ energy ကကောင်းလေးနဲ့တွေ့ဖို့ကောင်းမလေးနဲ့တွေ့ဖို့ရှိနေတဲ့အကြည့်တက်ကလေးကဒီအဝတ်စားရွေးတဲ့နေရာမှာပဲပို့ပြီးသုံးလိုက်ရတော့စိတ်ကသူ့နဲ့တွေ့တဲ့အခါမကြည်လင်တော့ဘူး။ဒီလိုပဲကျွန်တော်တို့ shopping center တွေထဲဝင်ကြတယ်။ပစ္စည်းတွေကနဲတာမဟုတ်ဘူး။အမျိုးအစားပေါင်းကိုထောင်နဲ့တောင်းနဲ့ချီပြီးရှိတာ။ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့လိုအပ်တာကအဲ့လောက်မများပါဘူး။အလွန်ဆုံးလိုအပ်မှဖြင့်အမျိုးအစားရာကျော်လောက်ပဲလိုအပ်တာပါ။ဒါပေမဲ့ဘာဖြစ်ကြလဲဆိုတော့မလိုအပ်တာတွေကိုလိုက်ကြည့်ကြတယ်။ဘာကောင်းလဲမလိုအပ်တာတွေကဘာဝယ်ရမလဲဆိုပြီးဆုံးဖြတ်ချက်တွေချကြတယ်။အဲ့မှာဘာဖြစ်သွားလဲဆိုတော့တကယ်တမ်းအရေးကြီးတဲ့အရာတွေလိုအပ်တဲ့အရာတွေကိုလုပ်ဖို့အတွက်တော့စိတ်ကမဆုံးဖြတ်နိုင်တော့ဘူး။တကယ်တော့ကျွန်တော်တို့ရဲ့အတွင်းထဲမှာရှိတဲ့ energy တွေဖြစ်တဲ့အကြည်သက်ပျော်ရွှင်မှုလန်းဆန်းမှုတွေကိုမပြောက်ပြတ်သွားဖို့ဆိုရင်ကျွန်တော်တို့ဆုံးဖြတ်ချက်ချတဲ့အခါမှာဘယ်အရာတွေကိုကိုကဦးစားပေးနေလဲဆိုတာကတိတ်ကိုအရေးကြီးပါတယ်။ကိုကအသေးမွှားလေးတွေမှာအတင်းကြီးစိတ်ထဲနှစ်ပြီးဆုံးဖြတ်ချက်တွေကိုခဏခဏလုပ်တဲ့အခါစိတ်ကအကြည်သက်ပျောက်ပြီးအာရုံကိုဆုပ်ယုပ်သွားစေနိုင်တာပါ။ဒါကြောင့်လဲ Steve Jobs တို့ Bill Gates တို့ Mark Zuckerberg တို့ကသူတို့ရဲ့ decision ကိုတေချာလုပ်နိုင်ဖို့မလိုအပ်တာတွေမှာဆုံးဖြတ်ချက်တွေမချရအောင်တီရှပ်တွေကိုအယောင်တူတွေဝတ်ကြတာဖြစ်ပါတယ်။သူတို့လိုလိုက်လုပ်ဖို့မလိုပေမဲ့ကျွန်တော်တို့အနေနဲ့လည်းကိုယ့်အတွက်အရေးကြီးဆုံးနဲ့အရေးပါဆုံးသောအရာတွေကိုပဲပို့ပြီးတော့ decision လုပ်သင့်ပါတယ်။အရာရာတိုင်းအသေးမွှားတိုင်းကိုအမြဲတမ်းဆုံးဖြတ်ချက်ချနေရတာကကိုယ့်ရဲ့စိတ်ကိုပင်ပန်းစေပါတယ်။စိတ်ဆန္ဒနဲ့ဆုံးဖြတ်ချက်ငါအောင်မြင်ခြင်းနဲ့ငါအောင်မြင်ရမယ်ဆိုတဲ့စကားလုံးနှလုံးကအတိတ်ပဲမတူပါဘူး။အောင်မြင်ခြင်းနဲ့ဆိုတာကတော့ကိုယ့်ရဲ့စိတ်ထဲကအလိုဆန္ဒဖြစ်ပြီးအောင်မြင်ရမယ်ဆိုတာကတော့ကိုယ့်ရဲ့စိတ်ထဲကခိုင်မာတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့တခါတလေမှာကိုကဖြစ်တော့ဖြစ်ခြင်းပေမဲ့ကိုဖြစ်နိုင်တယ်လို့မယုံကြည်သေးဘူးဆိုရင်ကိုလုံနိုင်ဖို့လဲရာဂိုင်နှုန်းကနည်းနေနိုင်ပါသေးတယ်။ဒါကြောင့်မို့ကိုအနေနဲ့အောင်မြင်ခြင်းနဲ့ဆိုတဲ့နေရာလေးမှာတင်ရက်မနေဖို့အရေးကြီးပါတယ်။အောင်မြင်ခြင်းနဲ့ဆိုတာကစိတ်ဆန္ဒထဲမှာသာရှိနေပြီးတကယ်လုပ်ရက်တွေတိတ်မပါသေးပါဘူး။ဒါဆိုရင်ငါအောင်မြင်ရမယ်လို့ခိုင်မာတဲ့ရည်ရွယ်ချက်ကိုရဖို့အတွက်ဆိုရင်ရောဘာတွေလုပ်ဖို့လိုအပ်လဲ။ခိုင်မာတဲ့ရည်ရွယ်ချက်တစ်ခုဖြစ်ပြီးရင်အဲ့ဒါကိုအကောင့်ထဲပေါ်နိုင်မှုအတွက်အချက်လက်လေးတွေနဲ့ရှင်းပြပေးပါမယ်။နံပါတ်1ဖြတ်တောက်နိုင်ဖို့လိုတယ်။ခိုင်မာတဲ့ရည်ရွယ်ချက်တိုင်းရဲ့နောက်ွယ်မှာစွန့်လွတ်ရခြင်းတွေနာကျင်စွာနဲ့ပဲရှေ့ဆက်ရခြင်းတွေရှိပါတယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုအဖြက်စီးလုပ်လာတဲ့အရာကကိုချစ်တဲ့အရာဖြစ်နေရင်တော့စွန့်လွတ်ရတာမျိုးပေါ့။ဥပမာကျွန်တော်ရဲ့တငယ်ချင်းကစစ်လက်အရန်တောက်တယ်လို့ဂိမ်းဆော့ရတာလဲကြိုက်တယ်။ဒါပေမဲ့သူကဘောလုံးသမားဖြစ်ချင်တာဆိုတော့သူလုပ်နေတဲ့သူကြိုက်နေရတွေကသူ့အတွက်မကောင်းတာမို့ရအောင်စွန့်လွတ်ရတာပဲ။ဆိုတော့ကို့မှာခိုင်မာတဲ့ရည်ရွယ်ချက်ရှိနေပြီဆိုရင်ကိုစွန့်လွတ်ရမယ့်အရာတွေကိုလည်းကြိုပြီးပြင်ဆင်ထားဖို့လိုတယ်။နံပါတ်2ရက်လိုက်လို့မရဘူး။ကိုကဖြစ်ရမယ်လို့ပြောထားပြီးကိုကဒီအလုပ်ကိုလှုပ်လိုက်မလှုပ်လိုက်ဖြစ်လို့မရပါဘူး။အဲ့လိုနေလိုက်ခြင်းကကိုညာတာနဲ့အတူတူပါပဲ။ဒါကြောင့်မို့မရက်ပဲအမြဲလုံနေအမြဲရှေ့ဆက်နေဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့ရက်မနေပါနဲ့။နံပါတ်3 attentionကိုယ့်ရဲ့ energy ကိုမလိုအပ်တဲ့အရာတွေမှာ attention မထားမိဖို့ကလည်းအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်ဥပမာလေးပြောပြပါမယ်။
ကျွန်တော်နောက်စာအုပ်ဖို့စာမှုရေးနေတာမပြီးသေးဘူးဆရာကတောင်းနေပြီဟုတ်လဲဟုတ်တယ်ကျွန်တော်ကအတော်ကြာနေပြီဘာလို့လဲဆိုတော့ကျွန်တော်ကရေးစရာရှိတာမရေးပဲဆိုရှယ်မီဒီယာကြည့်လိုက်ရုပ်ရှင်ကြည့်လိုက်လုပ်နေတာကိုအဲ့ဒါနောက်မှတညလုံးမအိပ်ပဲလှုပ်ရှားရှိရတွေထိုင်လို့တော့လဲအဲ့တညလေးနဲ့တင်အကုန်ပြီးသွားတယ်။အဲ့မှာကျွန်တော်သိသွားတာကကိုယ့်ရဲ့ရည်မှန်းချက်ကိုမပြတ်နိုင်ဖို့အတွက်ဆိုရင် attention ကဘယ်ကိုပိုရောက်နေလဲဆိုတာကိုလည်းသိဖို့အရေးကြီးပါတယ်။ဆိုတော့ဒါကတော့ကျွန်တော်အတွေ့အကြုံကနေပြန်ပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်။ကိုယ်တိုင်ရောငါအောင်မြင်ချင်နေတာလားအောင်မြင်ရမယ်လို့ရောတွေးဘူးလားပြန်မေးကြည့်ပါ။ပျော်ရွှင်မှုနဲ့စီကံကျွန်တော်ကငငယ်လေးကလေးကတိတ်ပြီးတော့စီကံရှိတဲ့သူတော့မဟုတ်ဘူးဗျအမြဲတမ်းလို့အိမ်ကပြောမရတဲ့အထင်းမှလည်းကျွန်တော်ပါတယ်အဲ့ဒါကကြီးမှမဟုတ်ဘူးငငယ်လေးကလေးကကစားစရာတွေနဲ့ကစားပြီးရင်လည်းသူ့နေရာသူပြန်မထားတတ်ဘူးဒီတိုင်းထားလိုက်တာပဲအဝိစားဆိုရင်လည်းဒီတိုင်းပဲကျွန်တော်အဝိစားဆိုတာကကြကြကိုမခံဘူးဘယ်ခံမလဲပြီးရောထားတာကိုဒါပေမဲ့ငငယ်ကတော့ဘာမှမဖြစ်ဘူးပေါ့ဗျာအိမ်ကလိုက်ရှင်ပေးအိမ်ကအဝိလျှော်ပေးနေဆိုတော့အတော်လေးအဆင်ပြေတယ်ဘာပူစရာလိုမလဲအဲ့တော့စိုးကျင်တိုင်းဆိုစီးကမ်းမရှိလဲဘာမှမဖြစ်ပဲမဟုတ်ဘူးလားဒီလိုနဲ့ကျွန်တော်လူငယ်ပိုင်းရောက်လာတဲ့အခါအထူးသဖြင့်10တန်းပေါ့အဲ့ရွယ်ရောက်တော့ကျွန်တော်ဘော်ရာနေရတယ်တငယ်ချင်းတွေအများကြီးနဲ့စုနေရတဲ့အခါမှာစပြီးအဆင်မပြေဖြစ်ရတာပါပဲဒါပေမဲ့အဲ့အချိန်အဆင်မပြေဖြစ်တာကကျွန်တော်ကိုမနိုင်တာပဲရှိအောင်ပဲကြီးကြီးမားမားပြဿနာမရှိပါဘူးနောက်ပိုင်းမှာပူဆိုးလာတာကိုကြုံလာရတာပေါ့အဲ့ဒါကတော့ပျော်ရွှင်မှုပါပဲကျွန်တော်ရဲ့ပျော်ရွှင်မှုကိုကျွန်တော်ကစီးကမ်းနဲ့ထိမ့်မထားပဲအမြဲတမ်းစီးလွတ်ပေါင်းလို့နေခဲ့ပူပါတယ်။ဥပမာကျွန်တော်ညနေမှခောက်ဆွဲတွေစားတာပေါ့။ဘာမှဖြစ်ပါဘူးလေဆိုပြီးစားလိုက်တာပဲ။ဒါပေမဲ့ကြာလာတော့ကျွန်တော်ဘိုက်ကအဲ့ဒီဒဏ်တွေခံစားရပြီးအဆင်မပြေဖြစ်စိတ်ကပန်းနဲ့မပျော်ရွှင်ရတော့ဘူး။ဒီလိုနဲ့ကျွန်တော်လေးစားရတဲ့ဘဘတယောက်စီကနေအကြံဉာဏ်တွေရပြီးတဲ့နောက်ကျွန်တော်ကိုယ်တိုင်လည်းသူ့ကိုအားကြပြီးတဲ့နောက်မှာစီကန်းနဲ့ပျော်ရွှင်မှုဟာတိုက်ရိုက်အချိုးကျပါလားဆိုတာကိုသဘောပေါက်လာတော့တယ်။ပြောရမယ်ဆိုရင်ကျွန်တော်လေးစားရတဲ့ဘဘကအသက်က89-80ဝန်းကျင်ဒါပေမဲ့အမြဲတမ်းသူ့ကြည့်လိုက်ရင်လန်းဆန်းပြီးတက်ကြနေသလိုအမြဲတမ်းပျော်ရွှင်နေတယ်လို့လည်းခံစားရတယ်။တကယ်တော့ဘဘရဲ့လှုပ်ရချက်ကစီကန်းရှိတာပါပဲ။သူကြည့်လိုက်ရင်အမြဲတမ်းသူလှုပ်ရှားရှိတာကိုလုပ်နေတယ်။တရက်မပြတ်သူလုပ်နေတယ်။ဥပမာပေးရမယ်ဆိုရင်ဘဘကတမနက်နိုးလာပြီဆိုတာနဲ့လမ်းလျှောက်ပြီးလက်ဖက်ရည်ဆိုင်ကိုသွားတယ်။သူတောက်နေကြအတိုင်းလက်ဖက်ရည်တောက်တယ်။ပြီးတာနဲ့သူ့အိမ်ကိုပြန်လာပြီးပန်းပင်လေးတွေရေလောင်းတယ်။အဲ့ဒါတွေလုပ်ပြီးကမှဖျားဝတ်ပြုတရားထိုင်တယ်။ပြီးရင်သူ့အိမ်ကမိသားစုနဲ့ထမင်းစားတယ်။နေ့စဉ်နေ့တိုင်းသူ့ရဲ့တနေ့တာမှာသူကိုယ်တိုင်ချမှတ်ထားတဲ့စီးမြင်စည်းကမ်းတွေအတိုင်းနေထိုင်တဲ့အခါသူ့ရဲ့တနေ့တာကအေးချမ်းပြီးနေရတာအတိတ်ပဲရှိနေတယ်လို့ခံစားရတာပေါ့။ဒါပေမဲ့ကျွန်တော်တို့ကတော့အသက်လေးမှငငယ်လေးရှိသေးပေမဲ့နိုးလာတာနဲ့ဘာလို့ရမှန်းမသိအမြဲတွေ့ဝင်ရင်းနဲ့ပဲတနေ့တာကိုအတိတ်ပဲမရှိသလိုဖြတ်တန်းနေကြတဲ့အချိန်မှာအသက်89နှစ်အရွယ်ဘဘတယောက်ကဒီလိုတွေဖြတ်တန်းနေတာကိုမြင်တော့ကျွန်တော်အတော်လေးပြောင်းလဲခြင်းစိတ်ဖြစ်လာတယ်။အေကလေးကစပြီးကျွန်တော်ဘဝမှာကျွန်တော်ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းတွေကိုကိုယ်တိုင်စပြီးလိုက်နာတော့တာပါပဲ။ဥပမာစာအုပ်နေတိုင်းဖတ်တာကျင်းမပြတ်သွားတာအစားအသောက်ကိုဂရုစိုက်စားတာ energy drink မတောက်ပဲနေတာစတဲ့စီးကံအသေးလေးတွေကိုစပြီးလှုပ်လာတယ်။တလားနှစ်လားအထိကျွန်တော်နေနိုင်လာတယ်။စီးကံနဲ့နေတက်လာတဲ့အချိန်မှာကျွန်တော်စပြီးစိတ်ပိုင်းဆိုင်ရာအပြောင်းလဲလေးတွေဖြစ်လာပါတော့တယ်။အရင်ကလိုကျွန်တော်အမြဲတမ်းတန်ငိုင်းဖြစ်မနေတော့ပဲနိုးလာပြီးဆိုကြတဲ့ကကျွန်တော်လှုပ်ရှားရှိတာတွေကိုပဲလှုပ်ရင်ကိုအာယုံဆိုင်နိုင်လာတယ်။နေရတာလည်းပို့ပြီးစိတ်ခံစားချက်လေးတွေကောင်းနေတယ်လို့ခံစားလာရတော့တာပါပဲ။ဒါကတော့ကျွန်တော်လွဲခဲ့တဲ့အထက်ကခံယူချက်တစ်ခုပါ။နောက်ပိုင်းမှာကျွန်တော်တီးလိုက်ရတာကဘဝကိုဖြစ်တယ်လို့နေကွာဆိုပြီးစီးမထားပဲနေလိုက်ခြင်းကကျွန်တော်တို့ဘဝကိုမပျော်ရွှင်စေရပါဘူး။တကယ်တမ်းပျော်ရွှင်ရစေတာကစီးနေပေါင်နဲ့နေပြီးကိုယ်အတွက်တနေ့တာတိုင်းမှာအကျိုးရှိတာအဖက်တင်တာလေးတွေကိုစုပြီးလှုပ်သွားဖို့ကသာအရေးကြီးတာပါ။